စားဝတ်နေရေးအခက်အခဲတွေကြောင့်မို့လို့မီးလောင်နေတဲ့နေအိမ်ပေါ်ကဆူဘူးလေးကိုအသက်နဲ့ယဉ်ပြီးကာကွယ်သွားရရှာတဲ့ကြေကွဲစရာတက္ကေတမြို့မှာမီးဘေးဖြစ်ရစူပါဂျော်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှာဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးတက္ကေတမြို့နယ်မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးအိမ်ရှင်ဖြစ်သူကဆုံးမခဲ့ရတယ်လို့စားဝတ်နေရေးကြက်တဲမှုတွေကြောင့်မလို့ဆူဘူးကိုတက်ယူစင်မှာပဲအသက်ပေးလိုက်ရတာဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်ဒီသတင်းကြောင့်လည်းပတ်သက်ပြီးတော့ကရန်ကုန်တိုင်းတက္ကေတမြို့နယ်ပြီးခဲ့တဲ့မေလ6ရက်နေ့နနက်ပိုင်းမှာပဲမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့နေအိမ်တွင်းမှာရှိတဲ့စုဘူးကိုပြန်လည်ဝင်ရောက်ယူဆောင်ခဲ့တဲ့အိမ်ရှင်အမျိုးသားတဦးဟာမီးလောင်ကဆုံးပါခဲ့ရကြောင်းဒေသခံများထံမှသိရှိရခြင်းဖြစ်ပြီးဒီဖြစ်စဉ်ကတက္ကေတမြို့နယ်ထူပါယုံတရက်ကွက်ထူပါယုံ၄လမ်းမှာရှိတဲ့နေအိမ်တစ်လုံးမှာမေလ6ရက်နေ့နနက်3:13မိနစ်အချိန်ခန့်ကမီးလောင်မှုကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့တက္ကေတမြို့နယ်မီးတပ်စခန်းမှာမီးတပ်ရင်များနဲ့ထွက်ခွာငြိမ်းသက်ခဲ့ရာနနက်3:28မိနစ်အချိန်မှာပဲမီးငြိမ်းသွားခဲ့ကြောင်းကိုသိရှိရပါတယ်ပြောကြားချက်တွေအရအိမ်ရှင်ကဆုံးတာပါသူ့ရဲ့စုဘူးလေးကြံခဲ့လို့တက်ယူတာလို့တော့ကြားပါတယ်အိမ်ပေါ်တက်တော့တွပြအောင်မှာသူ့ရဲ့အလောင်းကိုပြန်တွေ့တာပါလို့ရက်ွက်နေပြည်သူတို့ရဲ့သတင်းဌာနများထံကိုပြောဆိုမှုတွေကသိရှိရခြင်းဖြစ်ပြီးမီးလောင်မှုတွေကြောင့်နေအိမ်၃လုံးမီးလောင်ကျွမ်းခဲ့ပြီးမီးတပ်တပ်ဖွဲ့နဲ့ဒေသခံများကအဆိုပါဖြစ်စဉ်ကိုပူးပေါင်းက15မိနစ်ကြာငြိမ်းသက်ခဲ့ရကြောင်းကိုသိရှိရတယ်လို့လူတွေမှာစားဝတ်နေရေးကြတဲ့နေတာကိုဒီဖြစ်ရက်ကနေပြီးတော့မြင်ရကြောင်းနဲ့အသက်ကိုတောင်ရင်းပြီးစုဘူးလေးကိုတက်ယူရတယ်ဆိုတော့စဉ်းစားကြည့်တော့ဆိုပြီးတော့အဆိုပါဒေသခံပြည်သူတို့ရဲ့ထုတ်ဖော်ပြောဆိုမှုတွေကသိရှိရပြီးတော့လက်ရှိမှာမီးလောင်ကျွမ်းမှုအကြောင်းရင်းကိုစုံစမ်းနေသေးဖြစ်ပြီးအရေးယူနိုင်ရေးဆက်လက်လှုံ့ဆော်နေကြောင်းကိုလည်းသိရှိရပါတယ်ပြီးခဲ့တဲ့မေလ9ရက်နေ့တရက်ထဲမှာလည်းရန်ကုန်တိုင်းဒေသကြီးတက္ကေတမြို့နယ်ဆယ်တောင်ရက်ကွက်အပါအဝင်မီးလောင်မှု9ဦးထပ်မံဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဒါအပြင်မေလ6ရက်နေ့နနက်အစောပိုင်းမှာလည်းပဲခူးတိုင်းကျိုးပင်ကောက်မြို့နယ်အနောက်ဘက်ဖျားကြီးလမ်းမှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့အကြောင်းကိုလည်းသိရှိရပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုးပူဝင်း6တွေးတဲ့နွေရာသီချိန်ကာလမှာလျှက်စစ်မီအသုံးပြုမှုနဲ့အတူမီးလောင်ကျွမ်းမှုဖြစ်စဉ်တွေကလည်းမနှဲဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်မိဘအန္တရာယ်ကိုအထူးသတိပြုကာကွယ်နိုင်ကြစေရန်အလုံးကအခုသတင်းကြောင်းလေးကိုတင်ဆက်ဖော်ပြမျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အတွင်းမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရေကြည့်ရှုအားပေးကြတဲ့လူရောက်ရှင်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါခင်ဗျာ။